KNNK တူသေးလာပြီးနော်ဒေါ်လာဈေးတွေတက်တယ်ပြုဖေဖော်ဝါရီလ10ရက်2016ခုနှစ်အတွက်နိုင်ငံခြားငွေပြပပေါက်ဈေးတွေကိုကြည့်ရပါအမေရိကန်ဒေါ်လာဝယ်ဈေး3880ရောင်းဈေး3980ယူရိုဝယ်ဈေး4600ရောင်းဈေး4910စင်ကာပူဒေါ်လာဝယ်ဈေး3060ရောင်းဈေး3140ထိုင်းဘတ်ဝယ်ဈေး134.1ရောင်းဈေး139.39မလေးရှားရေဒီဝယ်ဈေး989ရောင်းဈေး1014ဂျပန်ယန်ဝယ်ဈေး14.8ရောင်းဈေး15.44တရုတ်ယွမ်ဝယ်ဈေး960ရောင်းဈေး985ကိုရီးယားဝမ်ဝယ်ဈေး1.66ရောင်းဈေး1.93ဒီတေပါဝယ်ဈေး9195ရောင်းဈေး9430ဩစတြေးလျဒေါ်လာဝယ်ဈေး1934ရောင်းဈေး1804ကနေဒါဒေါ်လာဝယ်ဈေး1848ရောင်းဈေး1911ထိုင်ဝမ်ဒေါ်လာဝယ်ဈေး133ရောင်းဈေး116 UAE ဝယ်ဈေး1059ရောင်းဈေး1086အိန္ဒိယ UP ဝယ်ဈေး41.98ရောင်းဈေး44.38ဟောင်ကောင်ဒေါ်လာဝယ်ဈေး498ရောင်းဈေး911မကာအိုပါတာကဝယ်ဈေး483ရောင်းဈေး495ကြီးစုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရသတင်းတွေအတွက်ကျွန်တော်တို့ရဲ့ Telegram Channel နဲ့ Website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲသာယာချမ်းမြေ့တဲ့နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ